တဲ့ပြောခြင်းမေမဲ့မေမမချနိုင်ပဲတိတ်ထားမယ်ရာရာအလုံးကိုကြည်ရင်တဲ့မှာချစ်စစ်မှန်ရင်ဘာကြောင့်လဲတော့မဖြူတာလဲဒီနေ့နေ့တစ်ချိန်ချိန်မှမင်းလေးနဲ့တွေ့ခြင်းတဲ့ချစ်တဲ့ပြောခြင်းမေမဲ့မေမမချနိုင်ပဲတိတ်ထားမယ်ရာရာအလုံးကိုကြည်ရင်တဲ့မှာချစ်စစ်မှန်ရင်ဘာကြောင့်လဲတော့မဖြူတာလဲဒီနေ့နေ့တစ်ချိန်